ကျွန်တော်တို့ဒီနေ့အတူတကွဆင်ခြင်ဖို့အတွက်ကတော့စိတ်လုံးကိုယ်သာကြည်တော်ဖျားဆိုတဲ့ခေါင်းစဉ်နဲ့ကျွန်တော်တို့အတူတကွဆင်ခြင်ဖို့အတွက်ဖြစ်ပါတယ်။ထာဝရဘုရားသည်လူမြင်တဲ့ကဲ့သို့မြင်တော်မူသည်မဟုတ်လူသည်အစင်းတံကိုကြည့်ရှုတတ်၏ထာဝရဘုရားမူကားနှလုံးကိုကြည့်ရှုတတ်သည်ဟုရှမွေလအားမိန့်တော်မူ၏။အဲ့ဒါကဖျားရဲ့အမြင်ဖြစ်သွားတာ။ကိုယ့်ရဲ့စိတ်နှလုံးကကိုယ့်ကိုပြန်ပြီးတော့မှအပြစ်တင်နေတခင်ယေရှုကယ်တင်မှာဖြစ်ယုံကြည်လက်ခံတဲ့ယုံကြည်သူတွေရဲ့အထဲမှာတန်ရှင်သောဝိညာဉ်တော်ရှိတယ်။အဲ့ဒီတန်ရှင်သောဝိညာဉ်တော်ကအထဲကိုဝင်လာတဲ့အခါမှာကျွန်တော်တို့ရဲ့အောတာပေါက်အသစ်ပြင်ဆင်လိုက်တယ်လို့ပြောတယ်။အသစ်ပြင်ဆင်လိုက်တဲ့အခါမှာဖခင်သခင်ကြိုက်တယ်ဖခင်သခင်မကြိုက်ဘူးဆိုတော့ကျွန်တော်တို့အတွင်းထဲမှာဘာဖြစ်သွားလဲဆိုတော့ပိုင်းခြားပြီးတော့မှသိသွားတယ်။စိတ်နှလုံးကအရေးကြီးတဲ့အရာဖခင်သခင်အလိုတော်နဲ့အညီအသက်ရှင်ကြဖို့အနေငယ်ဝင်ငှခြင်းမှာ